င်းရတဲ့သူကဟင်းသီးဟင်းရွက်စားရင်အဲ့ဒါရုန်းကန်မှုပဲချမ်းသာတဲ့သူကဟင်းသီးဟင်းရွက်စားရင်အဲ့ဒါကိုကျမ်းမာရေးလိုက်စားတယ်လို့ခေါ်တယ်ဆင်းရဲတဲ့သူကစပိန်စီးရင်ကြာရှုံးမှုလို့ခေါ်ပြီးချမ်းသာတဲ့သူစပိန်စီးရင်တော့စီကန်းရှိတယ်လို့ခေါ်တယ်ဆင်းရဲတဲ့သူရွှေဝစ်လာရင်အတုလားလို့ထင်ကြတယ်ချမ်းသာတဲ့သူဘာမှမဝတ်ထားရင်တော့ရိုးရှင်းလိုက်တာဆိုပြီးအထင်ကြီးတယ်တကယ်တော့ဘဝဆိုတာအနှိမ့်မြင့်မရှိဘူးပတ်စံရဲ့အောက်မှာပဲလူတွေအမြင်ပြောင်းလဲနေတာအလောင်းစားနဲ့ညာရှင်ပင်နဲ့ညာပျော်တဲ့မိန်းမပျော်တာပဲစိုက်ကားပဲနင်းတထေးပဲဖြစ်စိတ်ကောင်းရှိတဲ့လူကိုလူတွေချစ်တာပဲအမေရိကမှာပဲမွေဇနပုတ်မှာမွေစူးစားတဲ့သူကထူးချွန်မှာပဲဖျားနာမှာပဲနေတင်းချိုင်းနာမှာပဲနေတည်ခြင်းတဲ့လူကအရင်သေးမှာပဲဘဝမှာပျော်ရွှင်မှုတွေအတွက်အကြောင်းပြချက်တွေမလိုဘူးစိတ်ကောင်းနှလုံးကောင်းရှိတာကအလုတ်ကင်နဲ့မဆိုင်ဘူးအောင်မြင်ထူးချွန်တာကလည်းနေရာဒေသနဲ့မဆိုင်ဘူးဒီချင်းတရားကလည်းဘသူ့ကိုမှခွဲခြားပြီးတော့နံပါတ်စဉ်တက်ပြီးတော့တည်ရှိနေတာမဟုတ်ဘူးငငယ်တုန်းကစာမေးပွဲတွေအတွက်အချိန်သုံးခဲ့ရတယ်လူငယ်တယောက်ဖြစ်လာတော့ပတ်စံတဲ့အတွက်အချိန်သုံးခဲ့ရတယ်လူလက်ပိုင်းရောက်တော့သားသမီးအတွက်အချိန်သုံးခဲ့ရတယ်ပုံမင်းချိန်ရောက်တော့ကျမ်းမာရေးအတွက်အချိန်တွေသုံးလိုက်ရတယ်အခုရောခမားဘယ်အရာတွေအတွက်အချိန်သုံးနေတာလဲတခြားသူတွေရဲ့တစ်ပင်ကိုခုတ်လဲလိုက်ုံနဲ့ခမားအတွက်အရေးရမှာမဟုတ်ဘူးတခြားသူတွေပေါ်အမိုက်ပစ်လိုက်ုံနဲ့ကိုအတွင်းကအမြင့်ကြီးတွေတန့်စင်သွားမှာမဟုတ်ဘူးတခြားသူတွေလမ်းကိုပိတ်လိုက်တာနဲ့ခမားပို့ပြီးတော့မြန်ရောက်မှာမဟုတ်ဘူးတခြားသူတွေကိုမကောင်းကြံလိုက်တဲ့အခါအရင်ဆုံးဆုံးရှုံးလိုက်ရတာခမားပဲတခြားသူတွေကိုကြံစီတဲ့အခါအရင်ဆုံးဆုံးရှုံးရတာကကိုယ့်ရဲ့ကံပဲတခြားသူတွေမဟုတ်ဘူးတစုံတယောက်ကိုဘဝတဲကနေထုတ်လိုက်တာကသူ့ကိုမုန်းလို့မဟုတ်ဘူးကိုလေးစားလို့ကိုတန်ဖိုးထားလို့ဘဝဆိုတာကလေလူတိုင်းနဲ့အဆင်ပြေအောင်လိုက်နေပေးဖို့ရောက်လာတာမဟုတ်ဘူးဗျ